အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့တထောင်တန်းဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းဆက်တင်းတင်းပေါက်စားလဲသူပါသူသားနှစ်ထောင်အသက်ရှိတယ်ပြောတာ GM နဲ့တွေ့တော့ထားတော့မထားနိုင်ဘူးဟိုမှ GM အသုံးတီးချအဲ့ဒါငနေမှလဲသူပါသူနှစ်ထောင်လုံး FA ဖြစ်လာတာဒီငနေရွာရောက်မှအပြင်ဆိုးတယ်ဆိုပြီးစိတ်မကောင်းနေဖြစ်အစားတောက်တော့မစားနိုင်တော့ကြက်ကောင်လုံးကင်းနေကျွေးအဲ့ဒါညကြတော့နတ်ပွဲမှာပြဿနာတက်ရောနတ်တင်မဲ့ချက်ကိုဘသူခိုးတီးတာလဲဆိုပြီးတချို့ကပြဿနာရှာတာ GM ကလည်းခေါင်းဆောင်ပြီးအသုံးညင်းတာညင်းတော့ပေါ်တိုင်းမှုတွေထပ်ဖြစ်တာနဲ့မနာကြတော့ဘာမဆိုင်ညာမဆိုင်မျက်ရည်ကကွီကျော်လူဝေရေချိုးတဲ့နေရာအသုံးဒိုးချလာပြီးရေအစင်းချိုတာအုတ်ထုတ်တလုံးပဲချွတ်တယ်ဟိုပါမြန်မာလူကြီးဒီတိုင်းဆင်းချသွားတာဘာမှမျော်လင်းလို့မရတော့ဘူးဒိုင်းမင်းတွေဘာတွေပြေအောင်မလားလို့ပါအဲ့ဒါကြောင့်ဂျပန်ကားပဲကြိုက်တာဒါတော့တားကြီးကနောက်ကချောင်းပြီးမကြေမချားနေဖြစ်နှမျောတယ်တို့စားကလေးတို့နဲ့ပြညတွေဖြစ်တာ GM ကသူ့တောင်းမဲ့ခေါင်းရင်ခွက်တဲ့အစိတ်ခတ်ခံပြန်ရောဟိုပါအဲ့ဒါကိုတချို့ကသူ့နာမည်ကြီးပြောလို့သိတာဆိုတော့ဂျာနယ်လူတွေလည်းမယုံကြဘူးတယ်လာတဲ့သူကလည်းမျက်ရည်ဆိုတော့ဝီကဘာနဲ့တက်တည်ပြမလဲလို့ဒါနတ်ဆရာကရှင်နေတော်တဲ့နေပြီးဘဲကအဲ့ရလည်းမသိဘူးခွက်တဲ့ဆိုင်ချပြီးလေဒါနီနေတာနဲ့အစိတ်ဆိုပြီးကောက်ချက်တန်းချတာမျက်ရည်လည်းရှင်းပြလို့မရတော့ဘူးပြီးတော့ပုံကံမှုနဲ့အချုပ်တဲ့ထဲဝီကလည်းတနတ်ကြီးခါချထိုးပြီးဘာမှအားကိုးလို့မရဘူးကြောင်တော်လုံးနေရနဲ့ညာကြတော့တားကြီးပဲလာခဲ့တာပြီးတော့သူဂူထဲမှာပဲသွားနေခိုင်းတာငနေမှာကကြောက်တယ်ဆိုတော့ချိုးကြတော့ဆိုင်ကားတို့အဖွဲလိုက်ရှိတယ်ဆိုတာနဲ့ငနေမှာလည်းအသုံးဒိုးချသွားရောအဲချိန်ဒီဘက်မှာ GM ကလည်းဒါနာနဲ့ရှောနေပြီအဲ့ဒါကိုတင်းတင်းပေါက်စားကသွားဆွဲနှုတ်တော့သူ့တရားခံဆိုပြီးထလို့ပြန်ရောအမကွီလဲကြောင်တော်နဲ့ပဲဝင်းဖြန်းပြေပြီးအရင်ဆုံး GM ကိုမီရှိုးအမမျက်ရည်ကလည်းဂူချက်လို့ထင်တယ်ရောက်ချလာတော့သူ့ဘဝိုင်းဖန်ပြီးတော့တင်းတင်းပေါက်စားနဲ့နှစ်ယောက်တွဲသေတံပေးမယ်လို့ဒါကြီးလဲမသိင်္ကာရနဲ့သူ့အမမေးကြည့်တာတရားခံကနတ်ဆရာဒါပေမဲ့အစိတ်ခတ်တာတော့သူဘာလို့ဆို GM ကသူရှိနေရတာနဲ့အချောက်ဖို့ WT တို့အဲ့ဒါနတ်ဆရာကြတော့ဘာလို့လဲဆိုတော့သူကနတ်မင်းကြီးအလိုကြဆိုပြီးပြထောင်တင်းတင်းဘောက်စာကိုပဲထပ်တီးမယ်လို့ဒါဟိုပါဒီကအသုံးတီးတဲ့ကအဲ့ဒါသူအသုံးတီးပဲလို့တော့ GM ကနတ်ဆရာကိုတီးကျင်တာတီးသူချက်ဆိုင်တီးတော့လာတီးလို့မရဘူးဆိုတော့အချောက်ဖို့ရန်ညိုးတွေဖြစ်ပြီးနတ်ဆရာက GM ကိုတီးထုတ်ပြလိုက်တာဒါပေမဲ့ GM မရှိတော့နတ်ဆရာမင်းကိုဘယ်သူမှမလွန်ဆန်းနေတာနဲ့နတ်ဆရာကမစားတဲ့ငချောင်းရှွန်းတဲ့အပေါက်ထားလို့တာအကုန်လုံးကိုရှော့တော့မှအဲ့တော့မှတနက်ခါးရထိုးလာတဲ့ခွေကပြန်ပြောင်းနေဒါဆွဲထုတ်ပြီးနတ်ဆရာကိုတစားကလုံးပြီးတော့စော်လေးတွေအကုန်ခေါ်ပြီးတာတော်တယ်မှာဒီဝဲတွေဖြစ်ကုန်ပြန်ရောအမသားကြီးကလည်းသူတို့ဘက်ကဝင်တီးပြီးရင်တင်းတင်းပေါက်စားလဲရှော့မျက်ရည်လဲပစိန်နဲ့ခုတ်ခါတော့မှတစ်သက်လုံးမထုတ်တဲ့တနတ်ထုတ်ပြီးပြည့်ပြေးတွေဖြစ်ရင်ကြောင်တော်နဲ့ပြီးဆုံးတော့ပြီးပေးကျင်တဲ့ message ကတော့ဘာမီဆွေးနဲ့တွေ့ရင်သူ့ဘာသူအသက်တစ်ထောင်ရှိလဲအတီးခါရတယ်ဆိုတာပဲဟိုပါအထားမထားဘူးအားလုံးပဲခြေစွပ်တွေပါတယ်ဗျာ